ဒီနေ့ပြောပြမယ့်ဇာတ်ကားကတော့စိတ်ဝင်စားစရာကောင်းတဲ့တရုတ်ဆောင်ထောက်ကား Fantasy Mystery တကားဖြစ်တဲ့ဒီ test တီးဖြစ်ပြီးတဖော Heavenly ကင်းစင်ကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဇလန်းကတော့ပင်လယ်ထဲကမွန်းစတားကိုဖော်ထုတ်နိုင်ခဲ့တဲ့ဒီတက်တီးရဲ့နောက်ဆက်တွဲအပန်းချာဖြစ်ပါတယ်။မွန်းစတားပြဿနာကိုဖြေရှင်းပြီးနောက်ဘရင်ကဒီကိုဒါလီစီတရားရုံးရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဒါအပြင်အလွန်စွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်တဲ့ Dragon တမီ Miss ကိုပါပေးလိုက်ပါတယ်။ဒီလက်နက်ကတိုင်းပြည်ကိုအန္တရာယ်ပေးသူဘယ်သူမဆိုတတ်နိုင်တဲ့အာဏာပါဝင်ပါတယ်။ဒါကြောင့်နန်းတော်ထဲမှာတယောက်ကစိတ်မချမ်းသာတော့ပါဘူး။အဲ့ဒီလူကတော့ဘရင်မဝီဇီရှင်ပါ။သူမအတွေးကတော့ဒီနေ့ဒီကအာဏာသုံးပြီးငါတို့ကိုစန့်ကျင်မလားဆိုတဲ့တန်တရားပါ။ဒါကြောင့်သူမကစစ်သူကြီးရချီရှမ်းကျင်ကိုဒီစီကနေ Dragon Mace ကိုခိုးယူဖို့လှုပ်ဝက်အမိန့်ပေးလိုက်ပါတယ်။ဒီနေ့မှာတော့ပကြီးဆရာတယောက်ထူးဆန်းစွာတည်ဆုံးသွားပါတယ်။ဒီစစ်ဆေးတဲ့အခါပကြီးကားထဲမှာအစိတ်ထောင်ထားတာကိုတွေ့ရပါတယ်။ဒါဟာဒီကို trap လုပ်ဖို့ကြိုတင်စီစဉ်ထားတဲ့အကြံအစီဖြစ်နေပါတယ်။ဒါပေမဲ့ဒီဟာတစ်ခုကိုသိလာပါတယ်။ဒီအမှုနောက်ွယ်မှာပိုကြီးတဲ့လျှို့ဝှက်အဖွဲ့တစ်ခုရှိနေပါတယ်။အဲ့ဒီအဖွဲ့ကတော့ Wind Warriors လို့ခေါ်တဲ့အိန္ဒိယကလာတဲ့လျှို့ဝှက်အဖွဲ့ပါ။သူတို့ရဲ့အဓိကစွမ်းအားကတော့လူစိတ်ကိုထိန်းချုပ်နိုင်ခြင်းအမှန်တရားကိုလူရှင်နဲ့လှည့်စားနိုင်ခြင်းမျက်လှည့်နဲ့လူတွေကိုကြောက်အောင်လုပ်နိုင်ခြင်းသူတို့ရဲ့ရည်ရွယ်ချက်ကတော့ Dragon Mace ကိုရယူပြီး Empire ကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်။တညမှာတော့နန်းတော်တစ်ခုလုံးကိုမိခိုးမြူတွေဖုံးလွှမ်းသွားပါတယ်။ထိုအချိန်မှာကြောက်မက်ဖွယ် monster တွေပေါ်လာပါတော့တယ်။စစ်သားတွေအားလုံးကြောက်ရွံ့သွားကြပါတယ်။ဒါပေမဲ့ဒီကသိပါတယ်။ဒါတွေဟာအမှန်မဟုတ်တဲ့ delusion တွေပါ။ဒါကြောင့်ဒီနဲ့သူ့အဖွဲ့ကရှေးဟောင်း Sanskrit mantra ကိုရွတ်ဆိုပြီးအဲ့ဒီ delusion monster တွေကိုပျက်စီးသွားအောင်လုပ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ Wind Warriors နဲ့ကြီးမားတဲ့တိုက်ပွဲကြီးဖြစ်သွားပါတော့တယ်။ပြင်းထန်တဲ့စစ်ပွဲအပြီးမှာတော့ Wind Warriors ရဲ့ခေါင်းဆောင်ရှုံးပေးသွားပါတယ်။ Dragon Taming Mace ကိုလည်း Detective ကြီးပြန်လည်ရယူနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့နန်းတော်တွေကတန်တရားတွေအားလုံးပြေလည်သွားခဲ့ပါတယ်။ Detective ကြီးနဲ့သူ့မိတ်ဆွေတွေကတဖန်ပြန်ပြီး Empire ကိုကာကွယ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဒီတက်တက်ဒီတဖော Heavenly Kings ရဲ့ဇလန်းကတော့ဒီမှာပဲအဆုံးသတ်သွားပါတယ်။ဒီလို recap ဗီဒီယိုများကိုထပ်ကြည့်ချင်သေးရင် follow နဲ့ like လုပ်ဖို့မမေ့ပါနဲ့နော်။